ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူရီပစောဒီYouTube channel ကောက်စီလေးမှာပြန်လည်နေထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒူရီဆိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဆုတောင်းပေးရင်ကျွန်တော်နေတဲ့စီစဉ်လေးကိုစာရအောင်ဗျာအဲ့တော့နေတဲ့စီစဉ်ထားခင်မှာထုံးစံတိုင်းကျွန်တော်ချက်စီစဉ်ကြီးပေါက်ပေးကန်ဆက်ကြီးနဲ့ယူထားတဲ့မိတ်ဆွေများနော်နံပါတ်5ကိုကျွန်တော်ခါနေဖြစ်သွားပြီကျွန်တော်ပေးထားတဲ့ကောင်မကျစာတို့ပေးတယ်လို့နဲ့မိန်အော်3ခွက်ကိုလိုက်ရမယ်နေဖြစ်သွားပြီဆိုတော့ဟာနားလဲလေးမထင်နဲ့ခင်ဗျာအဲ့တော့ထွေးထူးပြောနေစရာမလိုပါဘူးနော်ကျွန်တော်ပေးထားတဲ့ကောင်မကျစာတို့ပေးတယ်လို့နဲ့မိန်အော်3ခွက်ကိုထိထိပေါက်ချက်ချင်းနောက်ပြန်အင်ကာနေမှာနေကုံလိုက်ထားမယ်ဗျာဟုတ်ပြီလားအဲ့တော့နောက်ထပ်လိုချင်တဲ့မိတ်ဆွေများလည်းမီဒီမဆိုလာရောက်ဆက်သွယ်လို့ရကျွန်တော် Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ကိုကျွန်တော် comment မှာခါရေးပေးခဲ့မယ်ဒါရဖုန်းခေါ်ပြီးတော့လည်းကောင်းဆက်သွယ်လို့ရတဲ့ဆိုတဲ့ခါကျကျွန်တော်နေတဲ့စီစဉ်လေးစရအောင်ဗျာဟုတ်ပြီလားနေတဲ့စီစဉ်မစခင်မှာရှေးဦးစွာဖြစ်ကျွန်တော်တို့လက်ဆယ်ပြထိတ်မှမို့မယ်ဗျာကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရက်နေ့မှာတော့နေကုံလုံးဝတောက်လျှောက်ကီးဝင်နှစ်ရက်နေ့မှာလုံးဝနေကုံတောက်လျှောက်ကီးဝင်သွားတယ်ဗျာနော်တောက်လျှောက်နော်မနက်ကတော့က9ကိုလုံးဝဝင်သွားတယ်ညနေဘက်မှာ2-5လုံးဝကီးရတောက်လျှောက်ဝင်ပြီးလုံးဝဝမ်းချင်းကလုံးဝမဝင်ပဲကီးရွက်လုံးဝနှလုံးစင်းဝင်တဲ့ခါကျတော့ပြဿနာလေးတော့ရှိတယ်တိတ်တော့မပြောတော့ဘူးဟုတ်ပြီလားအဲ့တော့စဉ်းစားကြည့်ကြပေးထားတဲ့နေကုံကြီးဒီ9-5နှစ်နေကုံကြီးကို9-5နှစ်နေကုံကြီးပါမနက်ကလည်း9-9ညနေဘက်မှာ2-5ဆိုတော့ဘာပြောရရှိသေးတော့ဒါမှမကုန်ပဲဟာကုန်မလဲဆိုတဲ့ခါကျခုနကကျွန်တော်ပြောလို့ကျွန်တော်ရှိကကီးနဲ့ကတ်ထိုးတဲ့မိတ်ဆွေများအနေငယ်တော့ရကြလိမ့်မယ်ထင်တယ်ခင်ဗျဒါပေမဲ့ရသည်ဖြစ်စေမရသည်ဖြစ်စေကျွန်တော်ပေးရတဲ့တော့ကိုမပါတဲ့အတွက်ကြောင့်မလို့စိတ်ထဲတော့တိတ်မကောင်းဘူးဆိုတဲ့ခါကျကျွန်တော်မိတ်ဆွေတွေဘက်ကစိတ်တမကြနဲ့ဗျဟုတ်ပြီလားဒါစိတ်တမကြဆိုကတောက်လျှောက်လုံးဝကီးဝင်သွားတယ်ဗျနေကုံမှာနှလုံးစီဇုံဝင်သွားတာကီးမကီးရလုံးဝဖောက်မသွားဟုတ်ပြီအဲ့တော့ဝမ်းချင်းလွဲနေတဲ့ကြောင့်မလို့အဲ့လိုအနေငယ်လွဲချုံမရှိတယ်နေကုံလွဲသွားတယ်ဗျဟုတ်ပြီလားလွဲတာမှလွဲနေပတ်ဆက်လွဲတာမှတော်တော်လွဲဖြစ်သွားတယ်နေကုံတော့လျှောက်လွဲသွားတယ်မနေ့လည်းမနေ့က9-9ညနေဘက်က2-5ဘလောက်မရိုင်းလို့များနော်9-5နှစ်ကီးတော့လျှောက်နေကုံပေးထားတာကိုနေကုံမနေ့လည်း9-5နှစ်ညနေလည်း9-5နှစ်ပေးတာတော့လျှောက်ဝင်သွားတာကီးရရက်ဆက်တယ်နော်အဲ့ဒါကြောင့်မလို့ဟိုအနေငယ်လွဲချုံမရှိတယ်ဒါပေမဲ့စိတ်တမကြနဲ့ဟုတ်ပြီကျွန်တော်အကောင်းဆုံးပြန်ရှာပေးမယ်ဆိုတဲ့ခါကျကျွန်တော်တို့ဒီတစ်ချိန်လုံးဝအကောင်းဆုံးပြန်ရှာပေးမယ်အချိန်ရတဲ့ကြောင့်မလို့စိတ်ဝင်စားတဲ့ဗီဒီယိုလေးကိုမရပဲမကြော်ပဲဆုံးအောင်ကြည့်တော့မယ်အသေးလေးတွေပြီး comment လေးတွေရေးမယ်ဗျာဟုတ်ပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့မနေ့ပြန်နော်မနေ့ပြန်3/2/2026အင်္ဂါနေ့မနက်12:00နာရီတမီးနေဈေးမှာဆိုပြီးထုံးစံတိုင်းဘာတွေရသွားလဲဆိုရင်ကျွန်တော်ဗီဒီယိုလေးရနေမှာနော်စင်ခေါ်တော့ဆိုတဲ့ပတိတလုံးရ main order တစ်ခွက်ကောင်းရင် main order တစ်ခွက်ကောင်းရင် main order 6ခွက်ရသွားမယ်အဲ့တော့ကျွန်တော်မိတ်ဆွေများစိတ်ဝင်စားတဲ့မိတ်ဆွေများမီဒီမဆိုဝင်ကြည့်သွားလို့ရတယ်စိတ်ဝင်စားတဲ့မိတ်ဆွေများကမီဒီမဆိုကြော်သွားလို့ရပါတယ်ဆိုတဲ့ခါကျတော့ကျွန်တော်ရဲ့ season လေးစရအောင်များဆိုတဲ့ခါကျတော့ကျွန်တော်တို့မနေ့ပြန်3/2/2026เนาะအင်္ဂါနေ့မနေ့12နာရီ10မိနစ်စီမှာဆိုပြီးကျွန်တော်1ချိန်ဒီ161ချိန်1ပတ်ဒီ6ပတ်ဒီ161ချိန်ဆိုခြင်းကြောင့်မထိမပြဆိုတဲ့ဂီးတစ်ဆောင်ဝိုင်း380နဲ့ကပ်ပါလွယ်လေးပဲ380နဲ့ကပ်ပါ161ချိန်ဆိုခြင်းကြောင့်380ဂီးနဲ့ကပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့1ပိုင်1ထိပ်စီနဲ့ဆိုခြင်းကြောင့်131810เนาะ131810 6ပိုင်6ထိပ်စီနဲ့ဆိုရင်ကျွန်တော်တို့636860ဟုတ်ပြီလား636860ပြတဲ့ကြောင့်ကျွန်တော်မိတ်ဆွေများဗီဒီယိုလေးကိုမကြည့်ပဲမကြော်ပဲကြည့်သွားတော့အကြိုက်ဆုံးခဏနေပေးထားတာကျွန်တော်မိတ်ဆွေများအကြိုက်တဲ့မိတ်ဆွေများ like ဆော်ပြဟုတ်ပြီလားအကြိုက်တဲ့မိတ်ဆွေများကြော်ပါလို့ရတယ်အသေးလေးတွေအကြိုက်တဲ့မိတ်ဆွေများအသေးလေးပေးသွားမယ်ဟုတ်ပြီဒီပြန်ကြမလို့အပတ်မချင်းလက်မလေးပါထောင်းသွားမယ်ဗျဟုတ်ပြီလားဆိုတဲ့ခါကျတော့ကျွန်တော်ပတ်သီးဒီကျွန်တော်ပေးထားတာ16ပတ်သီးပေးထားတာ6ပတ်သီးတာမှာပတ်သီးနှလုံးမောင်းနိုင်တဲ့မိတ်ဆွေများလည်းရှိလိမ့်မယ်ရှိတော့လက်ကောင်းတဲ့အကောင်းဆုံးပတ်သီးတစ်လုံးဒီမနေ့ပြန်12နာရီ10မိနစ်စီမှာတစ်လုံးပိုင်စိန်ခေါ်ထိုးရှင်းလေးပဲတစ်လုံးပိုင်စိန်ခေါ်ထိုးရဆိုရင်တော့6ကလည်းမလာနိုင်လို့ပြောမရဘူးဒါပေမဲ့6ကလည်းလာနိုင်တယ်လာနိုင်တဲ့ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေများကကျွန်တော်ဒီ1ပတ်ဒီ6ပတ်ဒီဥမှာနှလုံးပေးထားတာမှကျွန်တော်မိတ်ဆွေများတစ်လုံးပဲနိုင်တဲ့မိတ်ဆွေများကိုကျွန်တော်ရေးပေးထားတာဒါပေမဲ့6ပတ်ဒီမကြနိုင်ဘူးဆိုလည်းပြောလို့မရဒါပေမဲ့တစ်လုံးနဲ့စိန်ခေါ်ထိုးဟုတ်ပြီလားဒါလွယ်လေးပါပဲကျွန်တော်မိတ်ဆွေများတကွာကောင်းစောင့်မျှော်နေမိတ်ဆွေများလည်းရှိကောင်းရှိလိမ့်မယ်တကွာကောင်းဗီဒီယိုလေးပြီးသွားမယ်ဗျဟုတ်ပြီအဲ့ဒါကျွန်တော်ဗီဒီယိုလေးကိုမရစ်ပဲမကြော်ပဲဆုံးအောင်မကြည့်တော့အသေးလေးပြီးမှ comment လေးဝင်ရေးမယ်ဗျ share လို့ share နဲ့ကူညီပေးမယ်အပန်းမကြည့်ရင်လက်မလေးထောင်သွားမယ် subscriber မနေ့ကတည်းက message များတင်တိုင်းတွေ့အောင် subscriber တရားတွေ့အောင်အတွက်တရားတစ်ချက်နှိပ်သွားလိုက်ဟုတ်ပြီလားဆိုတဲ့ခါကျတော့ကျွန်တော်မနေ့ပြန်ကျွန်တော်အကြိုက်ဆုံးထပ်ပြီးမယ်အကြိုက်ဆုံးပေးထားတဲ့ကဏ္ဍမို့လို့မေရောနဲ့ထိုးပါလို့ကျွန်တော်ပြောချင်တာဘာကြောင့်လဲဆိုတော့အကြိုက်တူတဲ့ message များနော်တင်းချီတောင်းချီထိုးလို့ရမှာအော်ကွက်တွေပါနေတယ်အဲ့ဒါကြောင့်ကျွန်တော် message များအကြိုက်တူတဲ့ message များ like ဆော့အကြိုက်တဲ့ message များကြော်ပါလို့ရတယ်ဟုတ်ပြီလားဆိုတဲ့ခါကျတော့ကျွန်တော်တို့မနေ့ပြန်3/2/2026เนาะအင်္ဂါနေ့မနက်7:00နာရီ10မိနစ်ဈေးမှာဆိုပြီးကျွန်တော်1ချိန်ဒီ161ချိန်เนาะ161ချိန်ဆိုရင်မထိမပါဆိုတဲ့ဂီးဆောင်ဝင်380နဲ့ပဲကတ်မှာလွယ်လေးရ380နဲ့ကတ်မှာဆိုရှင်161ချိန်ဆိုရင်380နဲ့ကတ်မှာဆိုရှင်1ပိုင်1ထိပ်စီးရဆိုလို့ရှိရင်ကျွန်တော်တို့131810เนาะ131810เนาะ
6ပိုင်း6ထိပ်စီးနဲ့ကျွန်တော်တို့636860 636860เนาะတစ်ပတ်တိ6ပတ်တိပါအမာဆုံးပတ်တိတစ်လုံးဒီပတ်တိနှလုံးပေးထားတာမှာနှလုံးမပတ်တဲ့မိတ်ဆွေများကအမာဆုံးပတ်တိတစ်လုံးဒီတစ်တစ်လုံးပိုင်းမိန်အော်တကွက်ကောင်းစောင့်မျှော်နေတဲ့မိတ်ဆွေများလုံးဝညီကိုအကြိုက်ဆုံးတဲ့ကြောင့်မလို့တစ်နှစ်တကွက်ပဲထိုးပါเนาะသိန်းချီပဲရချင်ပါဆိုတဲ့ညီမ10ချီရချင်ပါဆိုတဲ့မိတ်ဆွေများယာချီရကျွန်တော်ထည့်ပြောတော့ဘူးဆိုတော့ခါကျတော့ယာချီထွေးရဖို့ဆိုတာထိုးရဲတူမှာရတာမထိုးရဲတူမရဘူးဟုတ်ပြီလားအဲ့တော့သိန်းချီ10ချီရချင်တဲ့မိတ်ဆွေများကတကွက်ကောင်းနေတစ်နှစ်ကျွန်တော်မိတ်ဆွေများမိန်အော့ကွက်6ကွက်လည်းပေးထားသေးရဲ့เนาะအဲ့ဒီကမှကြိုက်တယ်ဆိုရင်ယူဆော့လေးရသည်တကွက်ကောင်းလေးပေးထားကျွန်တော်မိတ်ဆွေများတော့စီတူပြောနေစရာမလိုဘူးဆိုတဲ့ခါကျတော့ကျွန်တော်မိတ်ဆွေများအောင်ပွဲခံညင်ပါတယ်မဖြစ်မနေတိတိမိမိပေါက်တကွင်းတော့ကြုံညင်ပါတယ်မဖြစ်မနေတစ်ချိန်တော့ပေါက်ချံပါဆိုတဲ့မိတ်ဆွေများကဗီဒီယိုလေးကိုမကြည့်ပဲမကြော်ပဲစောင့်ကြည့်ပေးသွားတဲ့အတွက်အဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေများကဘာရတော့ပဲကျွန်တော်ပြောတဲ့စိတ်ခေါ်ပဲထိုးပါဆိုပိုက်လုံးကျွန်တော်ပေးပြီးသွားပြီမိတ်အော့တကွက်ကောင်းလေးပေးပြီးသွားဆိုကျွန်တော်အစီအစဉ်တော့ကျွန်တော်လည်းပဲနားချင်တယ်နောက်ဆုံးတစ်ခေါက်အနေနဲ့ကဏ္ဍလေးပြောပြီးကျွန်တော်အစီအစဉ်လေးရက်မယ်ဗျာဟုတ်ပြီလားဆိုတဲ့ခါကျကျွန်တော်မနေ့ပြန်3ရက်2လ2026เนาะအင်္ဂါနေ့မနက်7:00နာရီ10မိနစ်ဆိုကျွန်တော်1 chain ဒီ161 chain ကို161 chain ဆိုကျွန်တော်ထိမှစကေ380နဲ့ကပ်မှာเนาะတစ်ပိုင်တစ်ထိပ်စီနေဆိုရင်131810 6ပိုင်6ထိပ်စီနေဆိုရင်ကျွန်တော်တို့636860 main odd တကွက်ကောင်းစောင့်မျှော်တဲ့မိသားထွေးလို့ပြောနေစရာမလိုဘူးစိန်ခေါ်ထိုးပါမနေ့က7:00နာရီ10မိနစ်ဈေးမှာအကြိုက်ထိုးပါလို့ကျွန်တော်ပြောလို့ရတယ် main odd တကွက်ကောင်းနေ1နှစ်ဗျာဟုတ်ပြီလားအဲ့တော့ကျွန်တော်မိတ်ဆွေနားလဲလိမ့်မယ်ခင်ဗျာအဲ့တော့ကျွန်တော်စီစဉ်ကျွန်တော်တို့ပဲရက်ချင်တယ်161ချင်း380နဲ့ကတစ်တလုံးပိုင်းတစ်ခွက်ကောင်းကြီး1နှစ်ဟုတ်ပြီလားဆိုတော့ကျွန်တော်မိတ်ဆွေများနားလဲနေမှာအဲ့တော့နောက်မှဂါမကျော်ပြတဲ့ကြောင့်မလို့ဂါမကျော်လိုချင်သေးတဲ့မိတ်ဆွေများမီဒီယံဆိုလာရောက်ဆက်သွယ်လို့ရကျွန်တော်ဖုန်းနံပါတ်ကိုကောမန့်မှာရေးပေးခဲ့မယ်လာရောက်ဆက်သွယ်လိုက်ဗျာအဲ့လားအဲ့တော့ကျွန်တော်စီစဉ်နေကျွန်တော်လည်းပဲရက်ချင်တယ်ဟုတ်ပြီလားကျွန်တော်ကဲဟုတ်ပြီကျွန်တော်ဖုန်းနံပါတ်တွေရောနေ့တိုင်းသမားတွေရောနော်လူတူတဲ့ပုဂ္ဂိုလ်တဦးစီတောင်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာစီးပွားရှင်ကိုကြောက်တဲ့ပရိုင်မှာဒီအလားတုတ်တက်ကြပါစေတွားလေးရခလုံးမတီစုမကြီးပြင်းနေကင်းဝင်ကြပါစေလောအင်းစနံပါတ်တော့တော့ပြည့်စုံကြပါစေတောင်းပေးရင်ဘိုးစောရဲ့စီစဉ်ကြတဲ့နေပဲရရအောင်ဗျာ